Okay မင်္ဂလာပါ The Mist ကနေကြိုဆိုပါရစေဒီနေ့တော့ဘန်ထန်ပြောင်းခဲ့သမျှ alien တွေတဲကရဲစရာအကောင်းဆုံးဦးကြောင်ကြား alien 9ကောင်အကြောင်းပြောပြပါမယ်နံပါတ်1က Walker Trout ဒီကောင်ကလမ်းလျှောက်တက်တဲ့ပူပူလုံးလုံးငါးပြားလေးပါခြေထောက်တူတူသေးသေးလေးနဲ့မို့လမ်းလျှောက်ရင်ဟန်ချက်မထိန်နိုင်လို့ရှိုင်ထိုးနေပါတယ်ရုပ်ကိုကတနာကမနဲ့ဟာတတက်တဲ့ alien ဖြစ်လာတာပါလောက်လာအသုံးဝင်တဲ့စွမ်းအားလည်းဘာတစ်ခုမှမရှိပါဘူးတကယ်ကိုမရှိတာပါသူ့ရဲ့တစ်ခုတည်းသော ability ကခန္ဓာကိုယ်ကအရန်ချောပြီးချွဲကြည့်နေတာမို့ရန်သူတွေဖမ်းရခတ်တာပါပဲဘန်က hero မို့လို့သာ villain ကိုအမြဲအနိုင်ရနေပေမဲ့ Walker Trout ပြောင်းလိုက်တိုင်းသူများအကူအညီမပါပဲဘရော့မှကိစ္စမပြေပါဘူးဒါကြောင့်ဘန်အသွင်ပြောင်းမိတိုင်းစိတ်ပြရဆုံး alien တွေတဲကတစ်ကောင်ပါနံပါတ်2က Pesky Dust ဒီကောင်လေးကနတ်သမီးပုံမြင်တွေတဲက fairy ပုံစံလေးပါမျက်လုံးဝိုင်းဝိုင်းအတောင်မှန်သေးသေးအတန်ဆူဆူလေးနဲ့ချစ်ဖို့တော့ကောင်းပါလေသူက Tinkerbell ကို inspire ယူပြီးဖန်တီးထားတာဖြစ်ပါတယ်သူ့ရဲ့ဘာဝကလည်း fairy ဆန်ဆန်လေးနဲ့မှော်အမုံလေးတွေထုတ်ပြီးရန်သူကိုအိမ်မွေးချနိုင်တာပါဒါပေမဲ့အိပ်ပျော်သွားရင်အိမ်မက်ဆိုးတွေပါပေးလို့ရတာမို့အသုံးမဝင်တဲ့ဘာဝတော့မဟုတ်ပါဘူးရုပ်ကသာချစ်စရာလေးပဲမဲ့အကြောင်းသိတဲ့ရန်သူတွေကကြောက်ကြပါတယ်ဘန်ပြောင်းလိုက်တဲ့ alien တိုင်းကစမ်းစမ်းပြပြပုံစံတွေဆိုရင်တော့အထီးဆိုတဲ့အသွင်သဏ္ဍာန်မျိုးအမြဲရှိပေမဲ့ Pesky Dust ကတော့ချွင်းချက်ပါသူကကောင်းမလေးနဲ့ပဲတူနေပါတယ်နံပါတ်3က The Worst နာမည်နဲ့တော်တော်ရှိနေရပါပြီဒီနာမည်ကိုရလာတာကရှာစွင်တွင်လောက်ပါတယ်ဘန်ကဒီကောင်ကိုပြောင်းလိုက်တော့ဟာကွာဒီကောင်ကအဆိုးဆုံးပဲဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ညီလိုက်ပါတယ် This guy's the worst. အဲ့မှာပဲအဆိုးဆုံး The Worst ဆိုတဲ့နာမည်တွင်သွားတာပါရုပ်ကလည်းနာမည်အတိုင်းပါပဲဝါဝပူပူအဝါရောင်အစီတုံးခန္ဓာကိုယ်နဲ့ဘောင်းမီအစိမ်းလေးဝေထားပြီးအတုံးကျတဲ့ပုံတစ်စက်မှပေါက်မနေပါဘူးရုံးနဲ့လိုက်စွာပဲဘာတိုက်ခိုက်ရေးစွမ်းရည်မှလည်းမရှိပါဘူးသူ့ရဲ့တစ်ခုတည်းသော ability ကအရန်အကြမ်းခံတဲ့ရှွန်းနှုံးကြီးလို body ကိုပိုင်ဆိုင်ထားတာပါဘလောက်ရိုက်ဘလောက်ထုဘလောက်အမြင်အပြစ်ချဘာမှမဖြစ်ပါဘူးခန္ဓာကိုယ်ကပဲခဏတာပုံပြတ်သွားတာပါဒဏ်ရာမရပေမဲ့နာကျင်မှုကိုတော့အပြေအဝခံစားရလို့အမြဲတမ်းအော်ဟစ်ငိုယိုနေတတ်ပါတယ်ဒါကပဲသူ့ကိုပိုပြီးရဲစရာကောင်းစေတာပါနံပါတ်4 Ball Weevil ဒီကောင်လေးကအဝါရောင်ကိုယ်ရည်နဲ့မျက်လုံးကြီးကြီးတွေပါတဲ့ပိုးကောင်တစ်ကောင်ပါအမြဲတမ်းတွက်လက်တက်ကြွနေတတ်တာကတော့သူ့ရဲ့ခေါင်းကွက်လို့ပြောလို့ရပါတယ်ချီပိုရိုးကောင်ကို inspire ယူပြီးဖန်တီးထားတဲ့ကောင်ဖြစ်ပြီးသူ့ ability ကလည်းဗဇက်ကနေထုတ်တဲ့ plasma အရေးကြီးတွေနဲ့တွေးသမျှကိုလုံးပစ်နိုင်ပါတယ်ချီပိုရိုးကောင်တွေနွားချီတွေကိုလုံးသလိုလုံးပစ်လိုက်တာပါတွေးသမျှအကုန်ထည့်လုံးပြီးရန်သူကိုပြစ်ပေါက်နိုင်သလိုအဲ့ဒီရန်သူကိုတောင်ထည့်လုံးပစ်နိုင်ပါတယ်ဒါကပဲသူ့ကိုရဲစရာကောင်းစေတာပါဘန်တန်ရဲ့ထွက်ခဲ့သမျှအစဉ်လိုက်ဖြစ်တဲ့ Classic Alien Force Ultimate Alien Omniverse အားလုံးကိုမြန်မာစာတန်းထိုးနဲ့ကြည့်ကျင်တဲ့ဆို Telegram Channel ဖြစ်တဲ့ The Mist Animation မှာရှိပါတယ်ရှာပပထွက်ဖူးတဲ့ live action နှစ်ကားရောတခြားဘန်တန် animated movie တွေအကုန်လုံးကိုရောမြန်မာစာတန်းထိုးနဲ့တင်ပေးထားတာမို့စုံလင်းကြည့်ရမှာပါ series ၄ခုလုံးဆိုရင်စုစုပေါင်း season 18ခုအပိုင်း230လောက်ရှိပါတယ်အဲ့ဒါတွေအားလုံးအတွက်တသက်စာမမကြီးက1000ကျပ်ထဲဆိုတော့လုံးဝတန်ပါတယ်မန်ပါဝင်ခြင်းနဲ့ဆိုရင်ဆက်သွယ်ဖို့လင်းတွေကို description မှာရော comment မှာရောချပေးထားပါတယ်နံပါတ်5က mustache ဆိုတာပွေးကောင် mustache ဆိုတာနှာခမ်းမွေးပါဒီကောင်ကနှာခမ်းမွေးပါတဲ့ပွေးလိုကောင်မို့ mustache ဆိုတဲ့နာမည်ရှာသွားတာပါ creator တွေကအစက gentleman style နဲ့ alien တကောင်ဖန်တီးဖို့စိတ်ကူးမိတာပါဒါပေမဲ့တကွေးမှာအယူထားသွားပြီး gentleman အထာနဲ့ရီးစရာဂင်းတိုတိုပူကွာ alien ကိုပဲဖန်တီးပြလိုက်ပါတယ်ရုပ်ကလူကြီး style နဲ့အကောင်ကတော့တေးသေးလေးမို့မြင်ရတာနဲ့ရင်ရီးစရာကောင်းနေပါတယ်အသွင်အပြင်ထက်ရီးစရာကောင်းတာသူ့ဘာဝပါဒီကောင်ကနှာခမ်းမွေးကိုပန်ကာလို့လှည့်ပြီးပြန်နိုင်ပါတယ်တော်တော်လေးကိုပေါက်ရှာနိုင်တဲ့ကောင်ပါသူ့နှာခမ်းမွေးကပြန်တာအပြင်အရှည်ကြီးဆန်းထုတ်ပြီးရန်သူကိုထိုးတာလှမ်းဆွဲတာတွေလည်းလုပ်နိုင်ပါသေးတယ်ဆိုတော့အသုံးတော်ဝင်ပါလေနောက်တစ်ကောင်ကဒီတိုကိုပွားနိုင်တဲ့ကောင်ပါတာမန်ကြီးလိုက်မယ်ဆိုကိုပွားလို့ရတာတော်တော်လေးအသုံးဝင်ပါတယ်ဒါပေမဲ့ဘန်လက်ထဲရောက်တော့ဟာတာပဲဖြစ်သွားပါတယ်သူ့ကိုပွားတွေအကုန်လုံးကဘန်ရဲ့ဦးကြောင်ကြောင်စိတ်တွေကြက်ကန်ကန်အပြူမှုတွေကိုပါခွဲယူသွားတာမို့အချင်းချင်းမင်းကပိန်းနဲ့ငါကတော်တယ်မင်းကရုပ်ဆိုတဲ့ငါကပိုချောတယ်မင်းထက်ငါကအရက်ပိုရှိတယ်နဲ့အတိတ်ပဲမရှိတာတွေညှိခုံပြီးအမျက်ရှံဖြစ်နေတတ်ပါတယ်ရန်သူနဲ့တိုက်ခိုက်နေတော့အချင်းချင်းပြန်ချနေတဲ့ကောင်တွေပါတခါဆိုလဲရန်သူကိုဘယ်ကိုပွားကသွားဖမ်းမယ်ဆိုတာအဝေမတဲလို့ကြောက်တုံးကက်ကြီးဆက်ကူကစားပြီးဆုံးဖြတ်ပါတယ်ဒါပေမဲ့၃ကောင်လုံးကဖန်မဲဖြစ်နေတော့စိတ်တစ်ခုတည်းအတွေးတစ်ခုတည်းမို့အမြဲတမ်းတရေပဲကြပြီးတိုင်ပတ်နေပါတယ်နောက်ပြီးအားနည်းချက်တစ်ခုလည်းရှိပါတယ်သူ့ကိုပွားတွေအကုန်ဆုံးမှမူလဖုံကိုပြန်ပြောင်းနိုင်တာပါတခါကိုပွားတစ်ကောင်အဖန်ခံထားရလို့ပုံစံပြန်မပြောင်းနိုင်ပဲဒုက္ခရောက်ဖူးပါတယ်ဘန်ကပြင်းရင်ဒေတိုပြောင်းကိုပွားပြီးအဖွဲလိုက်ကစားတတ်ပါသေးတယ်ဒီကောင်ကလည်းဟာတာတက်ဖန်တီးထားတဲ့ alien ပါပဲနံပါတ်9ကတော့ Grey Matter ဒီကောင်ကတော့ဘန်ရဲ့ဟာတာဂျိုသားတွေအားလုံးရဲ့ဘိုးရေးပါခုချိန်မှာ Grey Matter ဘလောက်ညံကောင်းကြောင်းတွေတီးသွားလို့သာသူ့ကိုရီးစရာလို့မမြင်တော့ပေမဲ့စာမိတ်ဆက်ခါစားတော့ကတော့တကယ်ဖယုတ်ကောင်ပါOriginal Alien တွေထဲမှာဒီလိုကောင်တစ်ကောင်ပဲပါပါတယ်
သူ့ကိုဖန်တီးခဲ့တဲ့ရည်ရွယ်ချက်ကအကုန်လုံးကျန်းနေရင်ပြင်းမှုကောင်းမှမို့ပျော်စရာပေါ်တော်တကောင်ထည့်လိုက်တာပါဗီလင်ကဝုန်းတိုင်းနဲ့ကျန်းနေလို့သူတင်ကိုတင်ကြားရတော့မဲ့အချိန်အားရပါရကောက်ပြောင်းလိုက်တာဂရေးမတ်ထားဖြစ်သွားလို့ဘန်စိတ်ပြတ်သွားရတဲ့ moment တွေကတစ်ချိန်လုံးကတော်တော်ရှိရခဲ့ပါတယ်ဒါပေမဲ့လည်းဟိုဂျာတိုဒီဂျာတိုနဲ့ပောက်ကရကွက်တွေသုံးပြီးရန်သူကိုတနည်းနည်းနဲ့တော့နိုင်အောင်ဖိုက်လိုက်တာပါပဲခုချိန်မှာသူ့ထပ်ပေါ်တဲ့ alien အသစ်တွေရှိလာပြီဆိုပေမဲ့ငဘော alien တို့ရဲ့ဖခင်ကြီး Grey Matter ကတော့ဒီ list ထဲမှာဖော်ပြဖို့ထိုက်တန်ပါတယ်ဒီကောင်တွေအကုန်လုံးကကာတွန်းဆန်ဆန်ပေါ့ပေါ့ပါလေးတွေမျိုးတော်တော်ပြောဖို့ကောင်းပါတယ်ခုပြောသွားတဲ့ကောင်အများစုက Omniverse ထဲကပါကျွန်တော်အနေနဲ့ Omniverse ကိုသိအကြိုက်မတွေ့ပေမဲ့တချို့ကလည်း Omniverse ကိုသူ့ရှေ့ရ series တွေထပ်တောင်ကြိုက်ကြပါသေးတယ်ခုလိုရသဆုံတဲ့ alien တွေအများကြီးနဲ့ဇလန်းကမြန်မြန်ဆိုင်ဆိုင်ဖြစ်နေတာကသူတို့ပူကြရတဲ့အကြောင်းပြချက်တွေကတခုဖြစ်မဲ့ထင်ပါတယ်ဒီဇိုင်းမိုင်းရောသူတို့ရဲ့ personality ရောရှိရတဲ့တခြားကောင်တွေလည်းရှိပါသေးတယ် brother တို့အတွက်ရောဘယ်ကောင်တွေကရှိစရာအကောင်းဆုံးလဲဆိုတာ comment မှာပြောသွားကြပါဦးဒီနေ့ဖို့ adios